McAllister နဲ့ Gravenberch တို့ဟာလည်းဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကြိုးစားပြီးတော့မှရုံးကန်နေရတယ်လို့ပဲမြင်မိပါတယ် Florian Wirtz နေနဲ့လည်းအသင်းနဲ့အသားကျဖို့ကြိုးစားရင်ဒီရာသီမှာကစားသမားတွေမှာ asset နှစ်ကြိမ်ပဲရရှိပြီးတော့မှပင်ကိုရရှိထားခြင်းမရှိသေးပါဘူးအဲ့တော့ဘယ်ဝင်းနဲ့ညာဝင်းကိုကြည့်မယ်ဆိုရင် Conti Gakpo နဲ့ Mohamed Salah Conti Gakpo ကငါတော့မယ်ဆိုလို့ရှိရင်ဘေချန်ကန်ဆယ်မှာအားကိုးစရာမရှိသလောက်ဖြစ်နေပါတယ် Conti Gakpo ကလည်းဒီနေ့မှာတော့ကျွန်တော်တို့ခြေစွမ်းပြလိုက်ပျောက်လိုက်ဖြစ်နေတာကိုလည်းကျွန်တော်တွေ့ရပါတယ် Mohamed Salah ဆိုလို့ရှိရင်တော့ဒီရာသီမှာကျွန်တော်ဆိုးရတဲ့ရာသီတစ်ခုလို့တောင်ပြောလို့ရပါတယ် Mohamed Salah အနေနဲ့ယုံကြည်မှုပြောဆုံးနေမှာကောင်းသူရဲ့ခြေစွမ်းပိုင်းတွေကလည်းအတော်လေးကိုချဆင်းတဲ့ဘက်ကိုရောက်နေတာဖြစ်ပါတယ်သူရဲ့သွင်ကူးတွေမြင်တွေ့ရခြင်းလည်းမရှိပါဘူးတိုက်စစ်မှာဆိုလို့ရှိရင်တော့ဒီနေ့မှဝယ်ထားတဲ့ AKTK ဟာဆိုလို့ရှိရင်တော့